Welcome back to Via Library. Alame Minglava, Via Library, Tele Chusubari. Dinima Pipan Chane Chamyalika, Kuku Chitapu, South Esteem's Red, Johnny Bono. Early podcast Limaro, Kuku Chimiam Nuchenka, Planti Chile Strango, Pipan Pichamari. Error Kuku Chidays Rayago, Balapialis, English Losuino, South Esteem Bono. Self-esteem ဆိုတာဘာလဲလို့ပြောလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်တာပေါ့။ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်မှာဘာတွေအားသာချက်ရှိလဲကိုယ်မှာဘာတွေအားနည်းချက်ရှိလဲဒါတွေအကုန်လုံးကိုကိုယ်လက်ခံနဲ့နားလည်တယ် acceptance ဖြစ်တယ်ဖြစ်ပြီးတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာတွေကိုကိုကနားလည်ပြီးတဲ့အခါမှာတခြားသူတွေအတွက်လည်းကိုကကောင်းအောင်ချပေးနိုင်တယ်ဒါမျိုးတွေပေါ့နော်self-esteem ကိုပြောရမယ်ဆိုရင်တော့ကိုယ်ဘလောက်တန်ဖိုးထားလဲဆိုတဲ့ပုံမှန်မှုတည်တယ်။အဲ့တော့လူတိုင်းကတယောက်နဲ့တယောက်နဲ့တန်ဖိုးထားတဲ့စံနှုန်းတွေမတူကြအောင်။တယောက်နဲ့တန်ဖိုးထားတဲ့အရာတွေမတူဘူးပေါ့နော်။တချို့ကလည်းငွေကြေးတန်ဖိုးထားတာရှိမယ်။တချို့ကလည်းယာရုတွေကိုတန်ဖိုးထားတာရှိမယ်။တချို့ကလည်းခြားသောအရာတွေကိုတန်ဖိုးထားတာရှိမယ်ပေါ့နော်။တန်ဖိုးထားမှုချင်းမတူကြအောင်ပေါ့နော်။ဒါပေမဲ့ self-esteem ဆိုတဲ့သဘောကတော့ဘာကိုပြောချင်တာလဲလို့ပြောရင် self-esteem ဆိုတော့ကိုယ်တိုင်ကိုမှရှိတဲ့အရာတွေကိုကိုကနားလဲတယ်။ကိုယ်ယုံကြည်မှုရှိတယ်။ကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုယုံကြည်တယ်။ကိုဟာဘလူလူတယောက်ဖြစ်တယ်ဆိုတဲ့အရာကိုကသေချာနားလဲတယ်သေချာလက်ခံတယ်။ဒါမျိုးပေါ့နော်။အဲ့တော့ဒါမျိုးကို self-esteem လို့ပြောလို့ရတယ်နော်။အဲ့တော့ self-esteem ကကိုယ့်ရဲ့စိတ်ချမ်းသာရေး mental health မှာလည်းအရေးကြီးတယ်mental health အပြင် physical health မှာလည်းအရေးကြီးတယ်ပေါ့နော်တခါကျလို့ရှိရင်လူတွေကဘာဖြစ်တတ်ကြလဲလို့ပြောရင်ကိုယ်မှာ self esteem တွေမကောင်းနေတဲ့အခါမှာကိုယ်လိုက်ပြီးတော့သူများတွေကိုလိုက်ပြီး competitive ဖြစ်တယ်လို့ပြောလို့ရတယ်နော်လိုက်ပြီးတော့သူများတွေနဲ့ပြိုင်ဆိုင်ခြင်းနဲ့ပြိုင်ဆိုင်ခြင်းပြီးတဲ့အခါမှာကိုယ်မှာမရှိတဲ့ຢာတွေအတွက်ကိုအားနေတယ်နော်အားနေဝမ်းနဲ့စွာနဲ့ပေါ့နော်နေတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲလို့ပြောရင်ကိုပျောက်ဆုံးလာတဲ့အရာတွေရှိလာတတ်တယ်ပေါ့နော်တဖြည်းနဲ့ကိုကအငယ်စိတ်တွေဝင်လာမယ်အားနေလာမယ်နော်အဲ့လိုတွေဖြစ်လာပြီးတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့တွေ့တက်ရေးကိုလည်းသိပြီးတော့အာရုံစိုက်နိုင်တော့ပဲနဲ့ကိုသိငယ်ပြီးတော့လူကတဖြည်းဖြည်းနဲ့ကြုံသွားပြီးတော့နော်လုံးဝပျောက်ထွက်သွားသလိုဖြစ်တတ်တယ်ဒါကဘာဖြစ်လို့လဲလို့ပြောရင် self esteem အားမကောင်းလို့ဖြစ်တယ်ပေါ့နော် self esteem အားကောင်းဖို့ကဘာလို့ရမလဲလို့ပြောရင်ပထမဆုံးကိုယ့်ရဲ့အားသာချက်တွေကိုသတိပြုရမယ်ကိုမှအဖေမရှိဘူးလို့စဉ်းစားမယ်ဆိုရင်ဟုတ်ပြီကိုမှအမေတော့ရှိသေးတယ်နောက်ကိုကပတ်စံမရှိဘူးလို့သတ်မှတ်လို့ရှိရင်ဟုတ်ပြီငါဆိုရင်ဒါဆိုရင်ငါမှာပါရှိတယ်အချိန်ရှိသေးတယ်ဒီအချိန်ကိုကောင်းဆုံးချပြီးငါဘယ်လိုလုပ်ရင်ရနိုင်မလဲပေါ့နော်အဲ့အများကြီးပဲဒီလိုအကြောင်းအရာတွေကိုလိုက်ပြီးစဉ်းစားပြီးတော့ကိုက self acceptance လို့ခေါ်ရင်ကိုလက်ခံလိုက်မယ်ကိုနားလည်ပေးလိုက်မယ်ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်မယ်ဆိုရင်ကိုကတဖြည်းဖြည်းနဲ့ကိုရဲ့ self esteem လေးတွေကလည်းမြင့်တက်လာမယ်ကိုယုံကြည်မှုကလည်းပိုပြီးရှိလာမယ်တခြားသူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်းကိုကသိငယ်တယ်ဆိုတဲ့အရာပေါ့နော်ဒါကိုမခံစားမိတော့ဘူးတခြားသူတွေနဲ့ကိုကလိုက်ပြီးတော့မရှင်ပြိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီလိုလုပ်ဖို့အတွက်ဆိုရင်မနှက်ဖြန်နေ့ရက်ဒီတိုင်းမှာကိုကဘာလဲလို့ပြောရင်ကိုချစ်ဖို့လိုတယ်ပေါ့နော်အဲ့မှန်ကိုကြည့်လိုက်တဲ့အခါတိုင်းမှာလူတွေမှာ reflection လို့ပြောတဲ့အရာတွေကိုမြင်ကြရတယ်ပေါ့လေနော်အဲ့ခါကျတော့ကိုမှန်ကိုကြည့်လိုက်တိုင်းမှာကိုမှအားနည်းချက်ရှိအောင်လည်းငါသိတယ်ငါမှအားသာချက်တွေရှိရဆိုတော့လည်းငါသိတယ်ဒါပေမဲ့ငါရဲ့အားနည်းချက်အားသာချက်တွေအကုန်လုံးငါနားလည်ပြီးတော့အကောင်းဆုံးဘယ်လိုရှေ့ဆက်မလဲဆိုပြီးတော့စူးစမ်းနေတဲ့လူတစ်ယောက်ဖြစ်တယ်နောက်ရက်တွေမှာငါအတွက်ကောင်းတဲ့အရာတွေရောက်လာမယ်ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာမှတ်ပြီးတော့ကိုကစူးစမ်းနေမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ self esteem လေးကလည်းတက်လာမယ်ပြီးသွားတဲ့အခါမှာကိုယုံကြည်ချက်တွေပေါ့နော်ယုံကြည်နိုင်တဲ့အစွမ်းစားတွေကလည်းပို့ပြီးတော့ကောင်းလာမယ်လို့ယူဆရတယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့မှာတော့ self esteem ဆိုတဲ့အကြောင်းအရာလေးကိုပြပြဖြစ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ podcast လေးကိုနားထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်audio books လေးမှာပြန်ဆောင်ကြရပါတော့ See you next time